ထမင်းစားချိန်တိုင်းမှာအမေဖြစ်သူကတားဖြစ်သူရဲ့ပကံထဲကိုပဲဟင်းတွေရွေးထည့်ပေးလေးရှိပြီးသူလင်းလျူရှုထားတဲ့သမီးဖြစ်သူအကြောင်းကိုတော့တခါမှထည့်မတွေးခဲ့ပါဘူး။လွန်ခဲ့တဲ့နှစ်အတော်ကြာကသူတို့ရဲ့တားကြီးဆုံးဟာပင်လယ်ထဲပြုတ်ကျပြီးတိတ်ဆုံးသွားခဲ့ပါတယ်။အဲ့ဒီတုန်းကတားကြီးဟာအနာကိုကဲတင်ဖို့စူးစမ်းရင်းတိတ်ဆုံးသွားခဲ့တာလို့သူတို့ယုံကြည်ထားကြတာပါ။အဲ့ဒီနှစ်တွေတခြားလုံးအမေဟာတားဖြစ်သူတိတ်ဆုံးမှုအတွက်အနာကိုပဲအပြစ်တင်နေခဲ့ပါတယ်။သူမရဲ့မေတ္တာနဲ့ဂရုစိုက်မှုအားလုံးကိုတားငင်စီပဲပုံအောပေးခဲ့ပြီးထမင်းစားတိုင်းတားရဲ့ပကံထဲကိုဟင်းတွေကိုယ်တိုင်ကိုကြထည့်ပေးလေးရှိပါတယ်။တနေ့မှာတော့တားဖြစ်သူဟာကုမ္ပဏီကိုငွေကြေးမြောက်များဆုံးရှုံးစေမဲ့အမတစ်ခုကိုလုံးမိသွားခဲ့ပါတယ်။ဒါကြောင့်သူဟာအဖိုးဖြစ်သူစီကနေပြင်းပြင်းထန်ထန်စုကူချိန်မောင်းတာကိုခံခဲ့ရပါတယ်။အမေဖြစ်သူဒါကိုသိသွားတဲ့အခါအန်နာကတမင်တက်6တွန်းပြီးတိုင်လိုက်တာလို့ယူဆခဲ့ပါတယ်။တားဖြစ်သူကိုဒုက္ခရောက်အောင်လုပ်တယ်ဆိုပြီးအန်နာကိုပဲအပြစ်တင်ခဲ့ပြန်ပါတယ်။အမေဟာအန်နာကိုတမီးတယောက်လိုမဟုတ်ပဲလက်အောက်ငယ်သားတယောက်လိုဆက်ဆံခဲ့ပြီးသူမခိုင်းတာတွေကိုလုပ်ပေးဖို့ခဏခဏချင်းချောက်လေးရှိပါတယ်။အချိန်တွေကြာလာတာနဲ့အမျှအန်နာဟာမိခင်ဖြစ်သူရဲ့မြစ်တာကိုမျှော်လင့်ရတာကိုလက်လျှော့လိုက်ပါတော့တယ်။ဒါပေမဲ့ဘယ်သူမှမသိတာတခုကတော့အန်နာဟာကင်ဆာရောဂါခံစားနေရပြီးအသက်ရှင်ဖို့3လပဲလိုတော့တယ်ဆိုတာပါပဲ။သူမအမေကိုအဲ့ဒီအကြောင်းပြောပြဖို့စူးစမ်းခဲ့စဉ်ကလည်းအမေဖြစ်သူဟာတားအကြောင်းကိုပဲစိတ်ပူနေခဲ့ပါတယ်ပြောလိုက်သေးတယ်။အန်နာကအရာရာကိုသူမဘာသာသူအဆင်ပြေအောင်ဖြေရှင်းနိုင်တဲ့သူပဲတဲ့။အဲ့ဒါကြောင့်ပဲအန်နာဟာအမေကိုဘာမှမပြောပြဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။တနေ့မှာအန်နာဆေးစစ်ဖို့အတွက်ဆေးရုံကိုသွားခဲ့တဲ့အခါမီးတက်ကလထိုင်ပေါ်မှာတယောက်တည်းထိုင်နေတဲ့မိန်းကလေးတယောက်ကိုလှမ်းမြင်လိုက်ရပါတယ်။အဲ့ဒီအခိုက်အတန့်မှာသူမဟာကိုယ့်ရဲ့အနာဂတ်ကိုကိုယ်တိုင်ပြန်မြင်နေရတယ်လို့ခံစားလိုက်ရပါတယ်။စိတ်ထဲအနက်ရှိုင်းဆုံးမှာတော့အန်နာလည်းကြောက်ရွံ့နေခဲ့တာပေါ့။နောက်တော့တနေ့မှာအန်နာရဲ့ယောဂအခြေအနေဆိုးရွားလာပြီးသတိလေးလဲကျသွားခဲ့ပါတယ်။သူမကိုအရေးပေါ်ကူတာဖို့ဆေးရုံကိုအမြန်ပို့လိုက်ကြရပါတယ်။ဒီသတင်းကိုကြားတဲ့အခါမိသားစုဝင်တွေလည်းသူမရှိရာကိုအပြေးလွှားရောက်လာကြပါတယ်။ဆေးရုံခရင်ပေါ်မှာလဲလျောင်းနေတဲ့သမီးဖြစ်သူကိုကြည့်ပြီးသူတို့မယုံနိုင်အောင်ဖြစ်နေခဲ့ကြပါတယ်။အန်နာမှာအသက်ရှင်ဖို့3လပဲလိုတော့တယ်ဆိုတာကိုသိလိုက်ရတဲ့အခါမှာတော့အမေဖြစ်သူဟာလုံးဝစိတ်တန်ရာရပြီးငိုကြွေးပါတော့တယ်ပြီးတော့အန်နာရဲ့အခြေအနေကိုသူတို့ကိုအတိမပေးပဲဖုံးကွယ်ထားခဲ့တဲ့အတွက်ဂျိတ်ကိုလည်းအပြစ်တင်ပါတော့တယ်။အဲ့ဒီအခါအဖေဖြစ်သူကဂျားတွေကဝင်သားပြီးအမေဖြစ်သူပြဿနာရှာနေတာကိုရပ်တန့်စေခဲ့ပါတယ်။မင်းမအဲ့ဒီလိုစကားမျိုးပြောပိုင်ခွင့်ဘယ်လိုလုပ်ရှိမှာလဲ။သမီးဖြစ်သူမှာကုသမရတဲ့ကုထုံးမရှိတဲ့ယောဂဆိုးကြီးဆွဲကပ်နေတယ်ဆိုတာကိုသိလိုက်ရတဲ့အတွက်အဖေဖြစ်သူဟာနာကျင်လွန်းလို့တကူလုံးထုံကျင်သွားခဲ့ရပါတယ်။သမီးလေးမွေးကလေးကစလို့လမ်းဆက်လျှောက်တက်တဲ့အရွယ်အထိကြီးပြင်းလာခဲ့တာတွေကိုသူပြန်တွေးနေမိပါတယ်။အဲ့ဒီလောက်ချစ်စရာကောင်းတဲ့သမီးလေးကအခုတော့အသက်အန္တရာယ်ရှိတဲ့ယောဂဆိုးနဲ့ရင်ဆိုင်နေရပြီလေ။အဖေဖြစ်သူဟာမတက်ရက်ဖို့တောင်အင်အားမရှိတော့ပဲကျန်းပြင်ပေါ်ကိုလဲပြိုကျသွားခဲ့ပါတယ်။အမြဲတမ်းတည်ငြိမ်ရင်းကျလာတဲ့လူကြီးဟာလုံးဝစိတ်နှလုံးကြေကွဲပြီးအိုက်ကြီးတငင်ငိုကြွေးပါတော့တယ်။အမေဖြစ်သူလည်းသမီးပေါ်ဘလောက်တောင်ပြက်ကွက်ခဲ့တယ်လဲဆိုတာကိုသဘောပေါက်ပြီးကိုပြန်ပြစ်တင်လာမိပါတယ်။အန်နာယောဂါကြောင့်တတိလေးလဲကြခဲ့တုန်းကသူမဘလောက်တောင်ဂရုမစိုက်ပဲပြစ်ထားခဲ့မိလဲဆိုတာကိုပြန်တွေးမိပြီးတော့ပြစ်ရှိစိတ်တွေပြင်းထန်လုံးလို့အမေဖြစ်သူဟာအသက်ရှူဖို့တောင်ခက်ခဲလာခဲ့ပါတယ်။သူမရဲ့သားဖြစ်သူကလည်းဒါတွေအားလုံးဟာသူ့ကြောင့်လို့ခံစားနေရပါတယ်။အမေဟာတခါကသူ့ကိုအဆောင်လက်ဖွဲ့တစ်ခုပေးခဲ့ဘူးပြီးဒါဟာသူ့အမရဲ့ကန်ဆာတာကိုနှိပ်ကွပ်ထားပေးလိမ့်မယ်လို့ပြောခဲ့ဘူးတာကိုသားဖြစ်သူဟာသူ့အသက်ထက်ဆန္ဒရှိခဲ့တာကအမဖြစ်သူကိုတစ်ချိန်လောက်ပဲဖြစ်အနိုင်ယူခြင်းခဲ့တာပါ။ဒီဆုံးပြုအဆောင်လက်ဖွဲ့ကြောင့်တောင်းပန်ပါတယ်။နောက်အမကဘာလို့ဒီလိုယူသွတ်ပြီးထူးဆန်းတဲ့ယောဂမျိုးကူးစက်ခံရတာလဲ။သူဟာစိတ်တန်ရာရစွာနဲ့အော်ဟစ်ရင်အဆောင်လက်ဖွဲ့ကိုလက်ကနေအတင်းဆွဲဖြတ်ပစ်လိုက်ပါတော့တယ်။အခုအချိန်မှာသူ့အလိုချင်ဆုံးရာကသူ့အမအမြန်ဆုံးနေကောင်းလာဖို့ပဲဖြစ်ပါတယ်။မကြခင်မှာပဲအန်နာတတိယလာခဲ့ပါတယ်။အဲ့ဒီခါကျမှသူမဟာမောင်ဖြစ်သူကိုဘလောက်တောင်နာကျင်အောင်လုပ်မိခဲ့တယ်လဲဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။အန်နာနိုးလာပြီဆိုတဲ့သတင်းကိုကြားတဲ့အခါအမေဖြစ်သူဟာသမီးရှိကိုမထွက်ရဲပဲပုံပြီးငိုနေမိပါတော့တယ်။သမီးဖြစ်သူကိုသူမဘလောက်အထိနက်နက်ရှိုင်းရှိုင်းနာကျင်အောင်လုပ်ခဲ့မိလဲဆိုတာကိုကောင်းကောင်းသဘောပေါက်သွားခဲ့ပြီလေ။အန်နာသူမစီကိုလက်ကမ်းခဲ့တဲ့အချိန်တိုင်းမှာသူမကတွန်းဖယ်ပစ်ခဲ့တာထက်ခါပါပဲ။တားဖြစ်သူတိတ်ဆုံးမှုအတွက်လည်းအန်နာကိုပဲအပြစ်တင်ခဲ့မိတယ်။အခုအန်နာဒီလိုဖျားနာရတာကလည်းသူမရဲ့အပြစ်တွေကြောင့်လို့အမေဖြစ်သူကယုံကြည်သွားခဲ့ပါတယ်။အန်နာဟာတကားပြင်ပန်းမှာရရင်မိခင်ဖြစ်သူရဲ့ဖွင့်ဟောင်ဝင်ခံချက်တွေနဲ့ကိုအပြစ်တင်စကားတွေကိုကြားနေခဲ့ရပါတယ်။သူမဟာရှေ့ကိုတိုးသွားပြီးအမေဖြစ်သူကိုနှစ်သိမ့်ပေးခဲ့ပါတယ်။ဒီယောဂါဟာအမေကြောင့်ဖြစ်ရတာမဟုတ်ပါဘူးလို့သူမကပြောလိုက်ပါတယ်။သမီးလိုသမီးမျိုးနဲ့မို့လို့အမေလည်းပင်ပန်းခဲ့